ခုနကကျွန်တော်နားမီဆောင်ရဲ့အကြောင်းကိုပြောပြရင်းနဲ့ရှောက်လန်းလာခဲ့လိုက်တာဆိုရင်အခုဆိုရင်ဒီ Egret နန်းတော်ရဲ့ဒါတော်ဝင်ရှောက်လန်းနေရာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီတော်ဝင်ရှောက်လန်းကဘယ်လိုနေရာလဲဆိုလို့ရှိရင်ဘုရင်မင်းမြတ်ကအခြားနန်းဆောင်တွေကနေအဲ့ဒီခုနကနားမီဆောင်ကိုပူးပြောင်းတဲ့အခါမှာနေပူတံမိုးရွာတံတွေမခံရအောင်လို့ဒါပြီးတဲ့ဆောက်ပေးထားတဲ့အမိုးပါတဲ့ရှောက်လန်းအရှိကြီးပေါ့နော်ဒီရှောက်လန်းအရှိကြီးဟာကံကောင်းထောက်မှစွာဒီ PNN စစ်ပွဲအတွင်းမှာတော့လုံးဝမထိခိုက်ဘဲနဲ့ဒါမူရင်းအတိုင်းကျန်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီ2006ခုနှစ်နောက်ပိုင်းမှာတော့ပြန်ပြီးတော့ပြုပြင်မွမ်းမံမှုတွေရှိခဲ့လို့လဲကျွန်တော်လေ့လာရတယ်ဒါပေမဲ့ဒီလောက်ကြန့်ရှိနေတာကိုကကျွန်တော်တို့ရှင်းမှုမပြတ်ရိုးရာတွေကိုလေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့တကယ်လို့များအခြားနေရာတွေမှာဒီလိုမျိုးရှင်းမှုမပြတ်ရိုးရာတွေရှိခဲ့တယ်ဆိုရင်မိတ်ဆွေတို့မှာလည်းထိမ့်သိမ်းမှုဒါတာဝန်ရှိပါတယ်။အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကဒီပွေး Egret နန်းတော်ရဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ဒီငင်းရမင်းသက်ရဲ့ပထမအဦးဆုံးဘုရင်ဖြစ်တဲ့ဇာလောင်းဘုရင်ကသူဆုံးမသွားပြီးတဲ့နောက်ပိုင်းမှာဒါသူ့ရဲ့သားတော်ဖြစ်တဲ့မင်းမှန်ဘုရင်မင်းကဒါသူ့ရဲ့ဖခင်ကိုဆုတောင်းမှုအတွက်ဝတ်ပြုဖို့အတွက်ဒါပြုလုပ်ခဲ့တဲ့နန်းဆောင်ဖြစ်ပါတယ်။အဲ့ဒီကနေတစ်ဆင့်ဒီဒုတိယဘုရင်မင်းမှန်ဆုံးမသွားပြီးတဲ့နောက်မှာလည်းဒါနောက်ထပ်တတိယဘုရင်ကမင်းမှန်ဘုရင်ကိုဆုတောင်းမှုအတွက်အသုံးပြုခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ခေတ်အဆက်ဆက်ဒါဘုရင်မင်းဆက်များစွာတို့ရဲ့ဘိုးဘွားတွေကိုဆုတောင်းမှုအတွက်အသုံးပြုခဲ့တဲ့နန်းဆောင်ဖြစ်ပါတယ်ပြီးတော့ဒီယခုလက်ရှိအချိန်မှာဆိုလဲဒါအခုကြံရှိတဲ့ဒီမင်းမျိုးမင်းနွယ်တွေကသူတို့ရဲ့နှစ်အလိုက်ဒါဆုတောင်းမှုဆိုရင်ဒီနန်းဆောင်ကိုလာရောက်ပြီးတော့အသုံးပြုကြတာဖြစ်ပါတယ်ကံမကောင်းစွာနဲ့အထဲမှာဗီဒီယိုဓာတ်ပုံရိုက်ခွင့်မရှိပါဘူးဒါကြောင့်မလို့ကျွန်တော်လုံးဝအမွေနှစ်တွေကိုပြသဖို့အခွင့်အရေးမရခဲ့ပါဘူးခင်ဗျဒါကတော့ဒီနန်းဆောင်ရဲ့အတွင်းပိုင်းနေရာတွေပါဒီထဲမှာတော့ငူးရင်ဘရင်မင်းဆက်တွေ73ယောက်ကိုဆူတောင်းဝင်းပြုဖို့နေရာတစ်ခုချင်းစီလှုပ်ထားကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အရင်ခေတ်တွေကနေယခုတက်ရှိအချိန်ထိသူတို့ရဲ့မျိုးဆက်တွေကနေအခမ်းအနားပွဲတွေနဲ့နှစ်စဉ်လာရောက်ပြီးတော့ဆူတောင်းဝင်းပြုနေကြဆဲပဲဖြစ်ပါတယ်ဒီနေရာမှာ1802ခုနှစ်ကနေ1945ခုနှစ်အထိအုပ်ချုပ်ခဲ့တဲ့ငွေရံဘရင်မင်းဆက်တွေ73ဆက်အကြောင်းကိုဗဟုသုတအဖြစ်အကျဉ်းချုပ်ရှင်းပြပေးချင်ပါတယ်။ဒီထဲမှာနောက်ဆုံးဘရင်ကတော့ဘရင်ပေါဒါကြီးဖြစ်ပါတယ်။သူကဒီနန်းကိုဆွန့်လွတ်ပြီးတော့နောက်ဆုံး1998ခုနှစ်မှာပြင်သစ်မှာကွယ်လွန်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းသူ့ရဲ့မိသားစုဝင်တွေကတော့ပြင်သစ်မှာပဲသက်ရှိထင်ရှားရှိနေကြပါတယ်။ပထမဦးဆုံးကနေ၄ယောက်မြောက်မင်းအထိကတော့မျိုးစင်ဆက်အလိုက်ဖြစ်ပြီးတော့၄ယောက်မြောက်ဘရင်ကနေစလို့တူတော်တွေကိုမင်းမြောက်ခဲ့တာပါ၄ယောက်မြောက်ဘရင်မှာမိဖုရား103ယောက်ရှိပေမဲ့သားသမီးတွေမထွန်းကားခဲ့ပါဘူးဒါကြောင့်သူ့ရဲ့တူတော်တွေကိုဘရင်အဖြစ်တင်မြှောက်ခဲ့ရတာပါဒီဘရင်တွေထဲမှာတော့တက်တန်းက3ရက်4လ8လ
အဲ့ဒီလိုအရန်တူတောင်းတဲ့ကာလာတွေတောင်ရှိခဲ့တယ်လို့လည်းသိရပါတယ်ဒီလိုနဲ့ပြင်သစ်အုပ်စိုးမှုတွေအောက်ရောက်ချိန်မှာတော့ပြင်သစ်တွေကသူတို့ချုပ်ကန်ရလွယ်ကူအောင်နေရွယ်တဲ့သူတွေကိုဘရင်အဖြစ်ဖိအားပေးတင်မြှောက်စေခဲ့ပါတယ်ဒါကြောင့်ဒီမင်းဆက်စရာမှာဆိုရင်9နှစ်နဲ့73နှစ်အရွယ်ဘရင်နှစ်ပါးတောင်ပါနေပါတယ်ပြင်သစ်တွေကသူတို့ချဲလဲလို့မရတဲ့ဘရင်တွေကိုဆိုရင်တော့အာဖရိကကိုပြည်နှင်တန်တွေပေးခဲ့တာတွေရှိခဲ့ပါတယ်ကျွန်တော်ကတော့ဒီဘရင်တွေနေထိုင်ခဲ့တဲ့ဒီနန်းတော်ကြီးရဲ့အတိတ်တွေသမိုင်းတွေကိုလေ့လာရင်းမတူညီတဲ့ယဉ်ကျေးမှုတလေးတွေကိုဝင်ရောက်ခန်းစားခဲ့ရပါတယ်ဒီအကြောင်းအရာတွေကိုမိတ်ဆွေတို့ကိုလည်းမျှဝေပေးရင်နောက်ထပ်ပုံမကောင်းမွန်တဲ့ဗီဒီယိုများမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ